လာတဲ့sorry Agape Church ကနေလာတဲ့ဆရာလောင်ပြီးဖြစ်ပါတယ်သူကတော့တရုတ်လူမျိုးဖြစ်ပါတယ်အားလုံးပဲယေရှုပြုပြီးမတည့်ရလဲကြွေးကြော်ကြရအောင်အာမင်ဆရာနဲ့အတော့ပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်ကြဲလေးမတီးခင်မှာအားလုံးပဲတယောက်နဲ့တယောက်ညလုံးချင်းဆောင်ပြီးကြည့်ကြပါဦးမအိမ်ငိုင်းနဲ့နော်လို့အတူတူတေချာနားထောင်ကြမယ်လို့โอเคဝန်ခံကြွကြော်ကြရအောင်ဒီနေ့ကျမကြားရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်ကျမအတွက်ဖြစ်သည်အာမင်တင်းနှစ်သုံးဒီနေ့ကြားရမယ့်နှုတ်ကပတ်တော်ဒီကျမအတွက်ဖြစ်သည်နောက်တစ်ခါကျမအတွက်ဒီနေ့ကြားရမယ့်နှုတ်ကပတ်တော်ဒီကျမအတွက်ဖြစ်သည်အာမင်ဆရာနဲ့အသုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်လေးကြဲကြဲတီးပြီးတော့ကြိုးဆိုကြရအောင်ဆရာကပဲအဆုံးထိဥဆောင်ပေးတော့မှာဖြစ်ပါတယ်Amen Amen ဘေးနာတငယ်ချင်းခဏတော့ပြန်လဲနှုတ်ဆက်ပြီးမှဒီကနေ့အယမ်းမိုက်ရနော်လို့နောက်ပြုံးလေးနဲ့တစ်ချက်တော့ပြောပေးပါโอเค Hallelujah ယေရှုတင်တယ်အားလုံးပြန်ထိုင်နိုင်ပါပြီโอเคကျွန်တော်ဒီကနေ့ယေရှုတော်ကြောင်းဘယ်လိုပြောမလဲတရက်ကွက်ချင်းဖြစ်ပေမဲ့ရောက်တာမကြပြီဖြစ်တဲ့အသင်းတော်ကိုပြန်လဲပို့ဆောင်ပြီးဖျားရဲ့နာမတော်ဦးစွာချီးမွမ်းတယ်ဟာလေလုယာဟာလေလုယာကျွန်တော်ဘောလုံးပွဲချီးတဲ့အခါမှာဒါဘီဆိုတဲ့စကားလုံးတွေ့ဘူးကြမယ်မန်ချက်စတာဒါဘီဆိုရင်မန်ချက်စတာမြို့ထဲကမန်ယူနဲ့မန်စီးတီးကန်တာဖြစ်တယ်တမြို့ထဲမှာနှစ်သင်းတွေ့တာဖြစ်တယ်ကျွန်တော် MBF နဲ့ Agape ဆိုလဲဆန်ဝေးဒါဘီဖြစ်တယ်နော်ကျွန်တော်လန်ဒန်ဒါဘီဆိုရင်စပါအာဆင်နယ်ချယ်ဆီတို့သူတို့ကအဲ့ဒီ3သင်း4သင်းဝက်ဆမ်တို့တွေ့ပြီဆိုရင်လန်ဒန်ဒါဘီလို့ခေါ်တယ်ဟုတ်တယ်နော်အဲကျွန်တော်ကဆန်ဝေးဒါဘီဖြစ်တယ်ဟုတ်တယ်နော်ဒါပေမဲ့ကျွန်တော်ရဲ့ဒါဘီကျွန်တော်ရှင်ပြိုင်ဖို့မဟုတ်ဘဲနဲ့ခရစ်တော်ထဲမှာမိတ္တာရဖွဲ့အတူတကွ support communicate ဖျားရဲ့ဘုန်းတော်ကိုထင်ရှားဖို့အတွက်ဖြစ်တယ် hallelujah ကောင်းကင်ဆံဝေးဒါဘီဖြစ်တယ်အာမင်โอเคကျွန်တော်ဆီယမန်ကကျွန်တော်ဆက်သွယ်ပေးတယ်ကျွန်တော်မြန်မာစီစဉ်မှာလာရောက်ပါဝင်နိုင်မလားဆိုတော့ကျွန်တော်လည်းဝမ်းမြောက်ဝမ်းသာဆိုလက်ခံတာဖြစ်တယ်ကျေးဇူးတင်တဲ့ဒီမှာဆရာထန်ပီတို့ဆရာထန်ဘွိတို့ဆရာမောင်တို့တော်လကောင်းဒီမှာလာရောက်ပါဝင်ကြတဲ့တင်းသူတင်းသားတော်လကောင်း online ကနေတဆင့်ဖျားကြောင့်လာပါဝင်ကြတဲ့သာသမီရောက်ချင်းဆိုင်ဖျားရှင်ထူကောင်းကြီးပေးပါစေဒီကနေ့ worship အယံမိုက်တာဖြစ်တယ် hallelujah music team media team Asia team တခေါက်တော့သူတို့လက်ခုပ် TV မှာဂုဏ်ပြုကြရအောင် hallelujah ပြီးမှလည်းကားတဲ့သမီးငယ်တော်၎င်း group song တော်၎င်းတစ်ခါနဲ့ညီမငယ်တော်၎င်းအင်မတန်ခွန်အားရစရာဖြစ်တယ် hallelujah ကျွန်တော်ပြုလေသမျှအရာတိုင်းကဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လို့ငါသာဖြစ်ပါတယ်အာမင်ကျွန်တော်ဒီကနေ့ကျွန်တော် projector လေးဆင်ပြေဆိုရင်တစ်ချက်လောက်ထိုးပေးပါကျွန်တော် okay ကျွန်တော်ပထမကျွန်တော်ဒီကနေ့စိတ်တော်တွေ့သောဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဝင်ငါချင်းတယ် hallelujah နာမည်ဘာလဲ okay အဲ့ဒီစိတ်တော်တွေ့သောရဲ့နောက်မှာသင်ရဲ့နာမည်ကိုထည့်ပါ okay ဥမာစိတ်တော်တွေ့သောလံပီရမလား okay တင်းနဲ့သုံးတွေ့သောလံပီ wow ဘယ်သူရဲ့စိတ်တော်လဲဆိုဖခင်ရဲ့စိတ်တော်ဖြစ်တယ်ရီးစားရဲ့စိတ်တော်မဟုတ်အော်ကိုယ့်ရဲ့မိန်းမရဲ့စိတ်တော်မဟုတ်ဘူးဒီကနေ့ကျွန်တော်ပြောမယ့်တရားကဖခင်ရဲ့စိတ်တော်ဖြစ်တယ်ปัสยานีลุงตังตัวทุกอย่างดิကျွန်တော် boss ရဲ့စိတ်တော်တွေ့ရဆိုရင်ကျွန်တော် benefit အများကြီးရတယ်ဆရာတို့ရဲ့စိတ်တော်တွေ့ပြီဆိုရင်အရန်အဆင်ပြေတယ်ဘယ်ချိန်မှာ off ယူရမလဲဆရာဒီနေ့ကျွန်တော်နည်းနည်းနေမကောင်းဖြစ်ချင်တဲ့ကြောင်းခွင့်ယူလို့ရမဆိုရတယ် permission ကလွယ်လွယ်ပဲရတယ်အသင်းတော်ထဲမှာကိုယ့်ရဲ့ခေါင်းဆောင်တွေရဲ့စိတ်တော်တွေ့တဲ့သူဆိုရင်လည်းကျွန်တော် benefit အများကြီးရတာဖြစ်တယ်ဒါမဲ့ဒီစိတ်တော်သူတစ်ပါးရဲ့စိတ်တော်တွေးဖို့လဲခက်တယ်ဗျသူအကြိုက်ကိုအကြိုက်တူကိုတူရမယ်ဟုတ်တယ်နော်ဥမာတယောက်ကမာလာရှန်ကိုစားချင်တယ်ကိုကလည်းမာလာရှန်ကိုအဆက်
super spicy ဆိုတော့စင်ပြေပြီဒီနေ့ရောက်တော့ဖျားချောင်းပြီးဆိုတော့fellowship လို့ရတယ်ဟုတ်တယ်နော်တယောက်ကဝတ်သားတို့ထိုးစားရှင်တယ်တယောက်ကဝတ်သားမစားဆိုအဲ့နေရာကတော့စိတ်တော့တွေးဖို့တော့ခက်မှာဒီကနေ့ဘယ်သူရဲ့စိတ်တော့တွေးဖို့ရေးကြီးဆုံးလဲဆိုတော့ဖခင်ရဲ့စိတ်တော့တွေးဖို့ရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာကျိုးချမ်းစာတစ်ပိုင်းလောက်ဖိုက်ရအောင်ကျိုးဒီချမ်းပိုက်ရတော်တော်များများလဲကြာဘူးနာဝဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီကနေ့တမန်တော်ခန်းကြီး73အငယ်22ကိုကျွန်တော်ဒီဘက်ပေါ့နော်ဒီဘက်ချမ်းကိုသူကဖိုက်ရအောင်ဒီနေ့3ရှောလူကိုဖယ်ရှားပြီးနောက်ဒါဝိအားသူနဲ့ပတ်သက်၍တသက်ခံဒီကားငါဤစိတ်နဲ့တွေ့တော်သူယေရှဲ၏သားဒါဝိကိုငါတွေ့သူဒီငါဤအလိုရှိသည်များကိုဆောင်အာမင်ကျွန်တော်ယူရတန်ပြန်ထားတဲ့ကျမ်းစာထဲမှာဗာပြောဆိုစိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ဒါပေမဲ့ဒီခက်ဒီမြန်မာဆာမီတမန်ကျမ်းစာထဲမှာဗာလဲငါစိတ်နဲ့တွေ့တော်သူဟာလေလုယာစိတ်တဘောညီတာတဲ့ဆိုဒီစကလုံးကကျွန်တော်တို့ပို့ပြီးတော့အစင်ပြေကြားဘယ်လိုပြောနားလဲလွယ်တာဖြစ်တယ်တချို့ချင်းဗမာစကားတိတ်နားမလဲတဲ့သူလာကောင်းလဲလာနိုင်တယ်တချို့ကလုံးဝနားမလဲတဲ့ကလေးသူငယ်တွေလာတယ်ဒါပေမဲ့ဖះเจ้าရောက်လာကိုတောင်မှဖះရဲ့စိတ်တော့တွေးဖို့အခွင့်အရေးဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်နဲ့ပတ်သက်ရင်ဘာသာစကားနဲ့မစီတာမိပါစေနဲ့မကန့်သက်မိပါစေနဲ့ဟာလေလုယာဖခင်ကချင်းလို့လဲချီးမွမ်းကိုးကွယ်လို့ရတာဖြစ်တယ်ဗမာလို့လဲချီးမွမ်းကိုးကွယ်လို့ရတာဖြစ်တယ်အင်္ဂလိပ်လို့လဲသူကထိုက်တန်သောဖခင်သခင်ဖြစ်တယ်သင်အတန်ပီချင်းမပယ်ချင်းပေါ်မှာမူတည်ဘူးဗျဟာလေလုယာသူရဲ့စိတ်တော်တွေးဖို့အတွက်ဘာသာစကားမလိုဘူးဗျဟာလေလုယာတင်ဘက်ကဘယ်လောက်ထိပြည့်စုံနေလဲဆိုတော့မလိုဘူးဗျဖခင်ရဲ့စိတ်တော်သူ့ရဲ့နှလုံးသားနဲ့ကိုယ့်ရဲ့နှလုံးသားထပ်တူထပ်မြဖြစ်ဖို့ပဲအရေးကြီးတာဖြစ်တယ်အာမင်သူအကြိုက်ပါအာမင်ဒီမှာကျွန်တော်ရှောလူမင်းကြီးကြောင့်ကြိုတွေ့ရတယ်ရှောလူဘုရင်ကဣသရေလလူမျိုးတွေရွေးကောက်တင်မြှောက်ထားတာဖြစ်တယ်အရင်တော့ဖျားသခင်ဣသရေလလူမျိုးတွေကိုခေါင်းဆောင်တယ်သူကိုယ်တိုင်ဦးဆောင်တယ်ဒါပေမဲ့ prophet တွေကနေတဆင့်အများကြီးဦးဆောင်လာတဲ့အခါမှာဣသရေလလူမျိုးတွေငါတို့အတွက်ဘယင်ပေးပါအဲ့ဒီဘယင်ကိုငါတို့လေးစားမယ်အဲ့ဒီဘယင်ကိုငါတို့ဘယ်လိုပဲဦးဆောင်ငါတို့သူ့ကိုနာခံမယ်ငါတို့အတွက်ဘယင်ပြင်ဆင်ပေးဖျားကိုတောင်းလျှောက်အဲ့မှာဖျားငါမင်းတို့ဒီလောက်ထိဦးဆောင်ခဲ့ဒီလောက်ထိငါလုတ်ပေးခဲ့ဒါတောင်မှမင်းတို့ရှင်ပြန်လို့လားโอเคမင်းတို့လိုရှင်နေရှင်ပြန်ငါပေးမယ်ဆိုရင်မှရှမွေလကနေတဆင်ပေးတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီရှောလူမင်းကြီးကြတော့ပြဿနာကဘာလဲဆိုတော့ရုပ်ရည်ရမ်းစင်ပြေတယ်ပညာရေးချင်းလက်တတ်တယ်ဒါလှန်မြင်းစီတာကလုံးဝစင်ပြေတယ်ခေါင်းဆောင်မှုဆွရင်လည်းရမ်းကောင်းတယ်တိုက်ရခိုက်လည်းရှိတယ်ဘယ်လိုတိုက်ရမလဲဘယ်လိုကာကွယ်ရမလဲဘယ်ချိန်ဆုပ်ရမလဲဆိုတာကစားသူတော်တော်သိတယ်ဘယ်လိုလူတွေကိုစီးယုံရမလဲဆိုတော့အင်မတန်ကျွမ်းကျင်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဖျားစကားကို तू နားမထောင်ဘူးအဲကြောင့်ဘာလဲတိုချုံပြောမယ်ဆိုရင်ဘာလဲဒီနေရာမှာဖျားသခင်ကဘာလဲငါစိတ်တွေ့တော့သူယေရှဲသားဒါဝိကိုငါရွေးချယ်ပြီဟာလေလုယာအဲကြောင့်ဒီကနေ့အသင်းတော်တွေမှာကိုယ့်ရဲ့လုပ်ငန်းခွင်မှာဘေးဟာလှုပ်ဖျားစကားနားထောင်ဖို့အင်မတန်ရေးကြီးတာဖြစ်တယ် worship လုပ်တာအရန်ကောင်းပါတယ် music တီးခတ်တာအရန်ကောင်းပါတယ် media မှာပါဝင်တာအရန်ကောင်းပါတယ်တပင်တိုင်းသက်သေခံတာအရန်ကောင်းပါဒါပေမဲ့ပြုတ်လေသမျှတိုင်းမှာဖျားအလိုတော်နဲ့ညီလားမညီလားကျွန်တော်အမြဲတမ်းစမ်းစစ်ဖို့ရေးကြီးတယ်နောက်ဆုံးသောကာလမှာကျွန်တော်ဘယ်လိုပြောမလဲစာရမဏကလည်းသူ့ရဲ့နောက်ဆုံးသောချိန်ရောက်လို့နေပြီဖြစ်လို့အင်မတန်လှရှားတယ်အမိခံခရိယန်တွေလည်းပုံများလာတယ်အမိခံယုံကြည်သူတွေလည်းပုံများလာတယ်ကျွန်တော်လူငယ်တွေကိုဆူတောင်းအစီအစဉ်ဦးဆောင်တဲ့အခါအသင်းတော်ဒီမှာဗာပြောလဲဆိုတော့များမကြာမီကျွန်တော်မလေးရှားမှာလဲအစိုးရကโอเคမင်းတို့ကငါဒီကပ်ပေးမယ်ဒီကပ်ပေးပြီဆိုမင်းတို့ဆန်ကောင်းကောင်းဝယ်စားလို့ရတယ်
စီလဲလျှော့ဈေးနဲ့ပေးမယ်အိမ်ငှားလို့ရမယ်ဆိုင်ကယ်လဲစီးခွင့်ပါမစ်တွေပါပေးမယ်ဒါမဲ့ငါတို့ဘာသာတဲ့ဝင်ရမယ်အဲ့လိုနဲ့လာစီးအောင်ရင်လည်းကျွန်တော်ယုံကြည်သူတွေတော်တော်များများပါတော့မယ်ကျွန်တော်ထင်တယ်စဉ်းစားဘူးကြလားမသိဘူးဘာလို့ဆိုဒီနိုင်ငံကလည်းသူတို့ရဲ့ဆိုရကအမြဲတမ်းပြောင်းနေတာဖြစ်တယ်ညီကောင်မောင်မတွေနောက်ဆုံးသောကာလမှာအမိခံခရိယန်နေနဲ့မတော်မိပါစေနဲ့တင်းရဲ့ယုံကြည်ရာကိုသေတဲ့အထိဆွဲမြောင်ကင်ထားပါဟာလေလုယာယုံကြည်တာလွယ်တယ်ဒါပေမဲ့အဆုံးထိသွားဖို့ခက်အဲ့အကြောင်းယေရှုတရားထဲမှာနေပြီးမှဝိညာဉ်တော်ရဲ့မဆာခြင်းဖခင်ရဲ့အလိုတော်နဲ့ညီသွားဖို့ရည်ရှိတယ်ဟာလေလုယာဟာလေလုယာခေါင်းဆောင်တွေနောက်ကိုတစ္ဆာရှိစွာလိုက်မဲ့ငယ်သားကောင်းတွေလိုအပ်တယ်ဟာလေလုယာအိုးငါဒါသိတယ်ငါဒါတတ်တယ်ဒါအရန်ကောင်းတယ်ကောင်းတာရှောလူလောက်ခဲ့တယ်နော်โอเคငါတို့ဒီသိုးတွေနော်အရန်ဝါဖြိုးတဲ့အရာတွေနဲ့ဖျားကိုပူဇော်မယ် very good idea ရွှေတွေအော်လက်ဝတ်ရတဲ့အကုန်လုံးသူ့ရဲ့နိုင်ငံအတွက်ပြန်လဲယူဆောင်လာဒါပေမဲ့ဖျားသခင်မှာကြားချက်ကပါလဲအကုန်လုံးတက်ကိုတက်ရမယ်လုံးဝရှင်းရှင်းဖြစ်စီရမယ်တခါလေကျွန်တော်အရန်ကောင်းတယ်လို့ထင်နေရကဖျားတားမြစ်ထားတဲ့ຢာတွေဖြစ်တတ်တယ်ဒုတိယအချက်ရှောလူကဂိလဂါတာမြို့မှာသူ့ရဲ့ဣဒေလလူမျိုးတွေကိုစီယုံတယ်ရန်သူတွေလာတိုက်တယ်အဲ့ချိန်မှာသူတို့ကစစ်မတိုက်ခင်မှာအမြဲတမ်းမီးရှို့ရာရဲ့ဇိပရိုဟိတ်နဲ့သူတို့အမြဲတမ်းပူဇော်ခြင်းပါကြတယ်အဲ့အကြောင်းပါလဲရှောလူမင်းကြီးကရှမွေလကို9ရက်တိတိစောင့်တယ်စစ်တိုက်ဖို့ပြင်ဆင်နေပြီဒါမဲ့အဲ့ဒီမြို့မှာရှောလူရှမွေလကလည်းမလာသေးဘူးနောက်ဆုံးတော့ပါလေအိုးဒါငါလည်းလှုပ်တက်တဲ့ရပဲငါလည်းဘယင်ပဲဆိုရင်မှ तू လည်းပူဇော်လိုက်တယ်ညီကောင်မောင်မတွေဒီဟာကကျွန်တော်အသင်းတော်တွေထဲမှာလူငယ် worship music ကဏ္ဍမှာ MMWM ကဏ္ဍမှာအင်မတန်ရေးကြည့်ရနော်ကောင်းဆောင်လာရပါတယ်ငါတို့ဘာသာလှုပ်လိုက်မယ်ရတော့ရတယ်ဒါမဲ့ဖခင်ရဲ့အလိုတော်နဲ့ညီလားမညီလားပို့ရေးကြည့်တယ်ဟာလေလုယာတခါလေကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့အမြင်အရန်ကောင်းတယ်ငါကြောင်းတက်ခဲ့တော့အဲ့လိုငါကလေးမျိုးမှာအဲ့လိုလှုပ်ခဲ့ကြတာငါတို့ရွာမှာအဲ့လိုလှုပ်ခဲ့ကြတာဒီမှာကျတော့တမျိုးကြီးกว่าအရန်ကောင်းဒါမဲ့ရှမွေလလာတဲ့ဒီဆောင်းပါဟာလေလုယာဖယားပေးထားတဲ့ဂတိတော်ရောက်တဲ့အထိအရင်ဆောင်းပါမဟုတ်ဘူးဆိုရင်တော့လျှော်သွားလိမ့်မယ်ဟာလေလုယာဒီမှာဘာပြောထားလဲဆိုတော့ရှောလူကအများကြီးအပြစ်လွန်ကျူးမေးတဲ့ခါမှာပါလဲဖခင်သခင်ကငါနောက်တစ်ယောက်ကိုရွေးလိုက်ပြီတဲ့ဒီဒါဝိရဲ့တက်တာကိုကျွန်တော်ခုတလောအမြဲတမ်းဆင်ခြင်ပြီးမှဘာကြောင့်ဖခင်ရဲ့စိတ်တော်ကိုတွေ့တော်သူလို့ကျမ်းစာပြောတာလဲဒီလောက်ထိအေလီယာအီလိရှဲမိုးပေါ်နေမီးကိုကျစေတဲ့သူတွေရေထဲကနေပစိန်ကိုပြန်မြင်စေတဲ့သူတွေမောရှေပင်လဲကိုနှချမ်းခွဲပစ်တယ်ဒီလောက်ထိနမိတ်လက္ခဏာတွေပြုတ်တဲ့ဣသရေလလူမျိုးကိုသိမ်းတဲ့ချီခေါ်ဆောင်တဲ့အင်မတန် leadership ကောင်းတဲ့ Moses ဖခင်ကသူ့ကိုငါစိတ်တွေ့တော့သူမပြောဘူးဘာလို့ဒါဝိကျမ်းမှာပြောတာလဲညီကောင်မောင်မတွေတင်တော့ဖခင်ရဲ့စိတ်တော်တွေ့ချင်ကြလားဟာလေလုယာနေတိုင်းတော့ဝတ်ပြုတယ်နေတိုင်းတော့ကျမ်းစာဖတ်တယ်နေတိုင်းတော့ဆူတောင်းဒါမဲ့ပုံမှန်ပဲဟာဒီတစ်ခါလဲတိုးပါဖျားချောင်းရောက်လဲတိုးပါတဲ့ဒါမဲ့အသက်တာမှာထူးခြားမှုလည်းမရှိတစ်ဆက်ကလေးတော့မှထူးခြားမှုလည်းမရှိဒါမဲ့နေတိုင်းတော့တိုးပါပဲအလုတ်ပြုတ်ပြန်ပြီးတိုးပါအလုတ်ရရင်လဲတိုးပါတွေများနေတဲ့ဘဝမှာမထူးခြားပဲနဲ့ဖြစ်နေလားဒီရောက်တာလဲကြာပြီတတိယနိုင်ငံရောက်ဖို့လဲဆူတောင်းတယ်တစ်ချက်တကားတစ်ချက်ပြန်ပိတ်ပြန်ပြီတိုးပါလောက်ပြန်ပြီထူးခြားမှုတွေမြင်တွေ့ချင်တာညီကောင်မောင်မတွေဖခင်ကနေရဲ့စင်တိုင်းနမိတ်လက္ခဏာလုပ်တဲ့ဖခင်ဖြစ်တယ်
ဟာလေလုယာအရင်တုန်းက तू လှုပ်ခဲ့ရင်အခုချိန်ထိလဲလှုပ်နေတုန်းလဲနောင်လဲလှုပ်နေအောင်မှာဖြစ်တယ်ကျွန်တော်တို့သေပြီးသွားလို့ကျွန်တော်ရဲ့မျိုးဆက်တွေရှင်တန်နေလဲသူတို့အဲ့ဒီထိတော်မှာ तू ကောင်းကျိုးပြုတ်နေအောင်ပဲဖျားဖြစ်တယ်ဟာလေလုယာသင်အသက်ရှင်ဒီမရှင်ဒီတဲ့ဆိုင် तू ကလှုပ်เสียရှိရလှုပ်နေအောင်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကဖျားလို့ခေါ်တယ်ဟာလေလုယာအဲ့ကြောင့်ပထမချက်အနေနဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့လှုပ်เสียရှိတာလှုပ်ပါနားလည်ကြလားမသိဘူးလှုပ်เสียရှိတာကိုလှုပ်ပါကျွန်တော် first point အစဉ်ပြေဆုံးပြပြီးတော့နော်လှုပ်เสียရှိရလှုပ်ပါဘာလို့ဆိုတော့ဘဝမှာကျွန်တော်တခါလေမလှုပ်ဖို့လိုတဲ့ရလှုပ်မိတဲ့ချိန်ရှိတယ်ကျောင်းသားဆိုပါလေကျောင်းစာလှုပ်ရမယ်အလှုပ်လှုပ်တဲ့သူကအလှုပ်သမားမှုပါလေအလှုပ်ကိုတွားရမယ်ဟုတ်တယ်နော်အမှုတော်ဆောင်တယောက်ကအမှုတော်ဆောင်မှုလို့ပါလေအမှုတော်ကိုဆောင်ရမယ်ဟုတ်တယ်နော်တကယ်လို့မှုတော်ဆောင်တယောက်ကဖျားချောင်းလည်းမသွားငါရပါတယ် full time အစဉ်ပြေလို့ဆိုရင်မှတခြားနေရာရှောက်သွားနေဆိုမှလည်းမလုံမိတဲ့ຢာကိုလုံနေတဲ့သူအလုံလုံမဲ့ကိုမိသားစုထောက်ပံ့နေမဲ့သူကိုလုံရမဲ့အလုံမရှိဘဲနဲ့အလုံပြုတ်လိုက်အေးစီထိုင်စားလိုက်ဂိမ်းဆော်လိုက်ဘောလုံးပွဲသွားချီလိုက်သင်ရှိရမယ့်နေရာမှာမရှိအဲ့ဒါပြဿနာဖြစ်တယ်ဒီမှာကျွန်တော်အယံခွန်အားရတဲ့ရတစ်ဖက်မှာဒီမှာမြင်အောင်ကြည့်အောင်ရှောလုဘယင်ကရှမွေလရဲ့ဗိတ်သိက်ချင်းအဖြစ်ဒီမှာတကယ်ဣသရေလလူမျိုးတွေဥဆောင်နေတယ်တစ်ဖက်မှာဒါဝိလူငယ်လေးကဘာလုပ်နေဆိုတိုးချောင်းနေတယ်အချိန်ကတစ်ချိန်တည်းပဲကျုံမြင်အောင်ကြည့်လိုက်ဒါမဲ့ဒါဝိကဖယားကသူ့ကိုစိတ်တော်နဲ့တွေ့တယ်ပြောတဲ့အချိန်မှာ तू ကဗိတ်သိက်ချင်းလည်းမခံရသေးဘူးဂိုးလည်းမတတ်သေးဘူးဟုတ်တယ်နော်ဘာတရှိပါနဲ့လည်းမပြစ်မှားသေးဘူးဒါပေမဲ့ဖယားကအဲ့ဒီချိန်ကတည်းကပါလေငါစိတ်တော်နဲ့တွေ့တော့သူဟာလေလုယာဒီကနေ့ကျွန်တော်ခွန်အားပေးခြင်းသင်ဘာမှမလုပ်ခင်ကတည်းကသင်ဟာအချစ်ခံရတော့သူဖြစ်တယ်အဲ့အကြောင်း first John ထဲမှာပြောတော့ဆိုငါကမင်းတို့ကိုအရင်ချစ်တယ်တဲ့ဟာလေလုယာမင်းတို့ငါ့ကိုအရင်ရွေးကောက်တော့ငါမင်းကိုအရင်ရွေးကောက်တာပြောတာဟာလေလုယာအဲ့ဒီဖယားကကျွန်တော်အထဲမှာသက်ရှင်နေတာဖြစ်တယ်တစ်ဖက်မှာရှောလုမင်းချင်းကဟိုးသွားလိုက်ဒီသွားလိုက်စစ်တိုက်နေပြီရှမွေလနဲ့ဘာလုပ်လိုက်ဒီဘက်မှာဒါဝိလူငယ်လေးကတော့ तू လှုပ်เสียရှိရလှုပ်နေတယ်တိုးရီချောင်းနေတယ်ဘယ်ချိန်မှာရေကန်နားမှာတွားရမလဲကန်ဆန်နားမှာ तू တွားတယ်ဘယ်ချိန်မှာမျက်နှုရှိလဲမျက်စားမဲ့နေရာ तू တိုးတွေကို तू ပို့ဘယ်ချိန်မှာသူ့ရဲ့တိုးတွေကာကွယ်ရမလဲချင်းသိတွေခါ तू တတ်တယ်ဝန်လေးပါစက်ထဲကနေသူ့ရဲ့တိုးကိုကယ်နှုတ်တယ်तू လှုပ်เสียရှိတာ तू လှုပ်နေတယ်ညီကောင်မမတွေတင်လှုပ်ဖို့ရှိတဲ့ຢာကိုတင်လှုပ်နေဖို့ရည်ကြီးတယ်ဟာလေလုယာဟာလေလုယာကျွန်တော်တခါလေဖယားရဲ့လက်တော်ကိုတွေ့ရမယ်ဆိုထိုင်ဆောက်နေတဲ့ဖွဲ့ရှိတယ်ငါဆူတောင်းတယ်ဒါမဲ့ဘာမှလည်းမလုပ်ဘူးတင်လှုပ်เสียရှိရလှုပ်ပါအဲ့ဒီအပေါ်မှာပဲဖယားဘုန်းတော်ထင်ရှားသွားမယ်အချိန်တန်တဲ့ကမှာဖယားကတင်းကိုချီးမြှောက်မှာဖြစ်တယ်ဟာလေလုယာတချို့ကတော့ဘိတ်သိက်အရန်လို့ရှင်းတယ်ဥမာခုချိန်ဆို DMC သွားလိုက်conference ရှိတယ် vision သွားလိုက် food တွေပါရှိတယ်အဲ့ဒီကပယ်တွေလောက်ပြန်ပြီး MVF တွေလည်း cam လောက်ပြန်ပြီး MZCYF တို့ဘာလို့ညာတော့သွားပြီးနေရာတိုင်းမှာလိုချင်တာဘိတ်သိက်ဒါမဲ့ကိုလှုပ်เสียရှိတဲ့လှုပ်နေလားဘိတ်သိက်ရဖို့တော့ရေးချင်ဖယားရဲ့မျက်နှာသာရဖို့ရေးချင်ဒါမဲ့တင်လှုပ်နေတဲ့အရာဆက်ပြီးလှုပ်နေပါအဲ့ဒီပုံမှာဖယားသခင်အချိန်တန်တဲ့ကမှာတင့်ကိုရွေးကောက်မှာဖြစ်တယ်ဟာလေလုယာတချို့ကကျွန်တော်အသင်းတော်တွေကိုအမြဲတမ်းခွန်အားပေးတယ်တချို့ကတတိယနိုင်ငံငါပဲချိန်သွားရမလဲတချို့ကဘာလဲမလေးရှားတော့ဖယားကကျွန်တော်ကို training ပေးတဲ့ကာလဟဲ့လေကျွန်တော်ဒီမှာအတောင်ပန်းဆုံးလုံးဝ fit တဲ့ကဖယားကတတိယနိုင်ငံပို့ဆောင်မယ်ဆိုတဲ့ဖွဲ့ရှိတယ်ဖယားကတင်အစင်တဲ့ဖြစ်တာမဖြစ်တာမကြည့်ဘူးသူ့ဘက်ကစင်တဲ့ဖြစ်ပြီးတင့်ကိုမြင်ပြီးဆိုရင်ပို့တယ်ဟာလေလုယာကျမ်းစာကြောင်းတက်တဲ့သူအများကြီးရှိတယ်တချို့ DMC တက်တယ်တချို့ကိုလာတင်တန်းနေတချို့က MD ဒေါက်တာတွေရတယ်တက်တဲ့ချိန်မှာကျွန်တော်စဉ်းစားတာပါဆိုငါကြောင်းပြီးအမှုတော့အဲ့လိုဆောင်ပြစ်မှာငါအဲ့ဒီနိုင်ငံသွားပြီး missionary လုပ်မှာဘာညာငါကြောင်းပြီးတာပဲညီကောင်မတွေဖယားကတင့်ကိုကြောင်းပြီးဖို့စောင်းတဲ့ဖယားမဟုတ်ဘူးနော်နားလည်ကြလားမသိဘူးဖယားက
ကျမ်းစာကြောင့်မတက်တဲ့သူတွေကိုလည်းအချိန်တိုင်းသုံးတဲ့ဖျားဖြစ်တယ်ကျွန်တော်ပြောချင်မတက်နဲ့ပြောတာမဟုတ်ဘူးဖျားကသူ့ဘက်ကအချိန်တိုင်းပြီဆိုရင်တင့်ကိုခေါ်တယ်နားလည်ကြလားမသိဘူးကိုယ့်ဘက်ကအစဉ်ပြေတဲ့အချိန် Lord I'm ready send me anywhere you want this is what we want ဟုတ်တယ်နော်ကိုရောကျွန်တော်လုံးဝ ready ပြီအစာလဲရှောင်ပြီးပြီအတင်းတော်ထင်မလဲဆရာထံပြီးအောင်မှာ10နှစ်လုံးတီးခံနေခဲ့ပြီးပြီ I'm ready I'm ready အဲ့ဒါဆန်ဖျားကငါသားငါသမီး okay မင်း ready ဖြစ်ပြီငါမင်းကိုသုံးတော့မယ်အဲ့ဒါပိုရေးကြီး hallelujah သင်ဘက်ကဘလောက် ready ကျမ်းစာကြောင်းဆင်းတဲ့သူအများကြီးရှိတယ်ဖျားသခင်မသုံးတဲ့သူလည်းအများကြီးရှိတယ်နားလဲကြလားတင်လှုပ်เสียရှိတာတင်လှုပ်နေပါတစ္ဆာရှိစွာလှုပ်နေပါဒါမဲ့အဓိကရကဘာလို့ဆိုတင်လှုပ်လေတမြတ်ကဖယားရဲ့အလိုတော်နဲ့ညီပါစေအာမင်အဲကြောင့်ပါလေဒီမှာသူဒီငါဤအလိုရှိသမျှကိုပါလေဆောင်ရွက်မဲ့သူဖြစ်တယ်ဟာလေလုယာဟာလေလုယာဖယားကဒါဝိကိုငါရဲ့စိတ်နဲ့တွေ့တော့သူငါစိတ်ကိုသိတယ်ဒီကောင်ကငါရဲ့သဘောထားကိုသိတယ်ငါကိုနားလဲတယ်ငါရဲ့အလိုကိုပြည့်စုံစေမဲ့သူလို့ရွေးကောက်တာဖြစ်တယ်တင့်အလိုမဟုတ်ဘူးဖယားအလိုရှိတယ်ကိုယ့်အလိုဆန္ဒရှိတယ်ကျွန်တော်ရဲ့အလိုကများသောအားဖြင့်ကျွန်တော်မောင်မိုက်ကကျွန်တော်ကိုဘာရင်းနဲ့လွှမ်းမိုးလဲဆိုတော့ emotional နဲ့အမြဲတမ်းလွှမ်းမိုးတယ်ခံစားချက်နဲ့အမြဲတမ်းသွားတယ်ယုံကြည်သူတွေကြားမှာခံစားချက် mood ကောင်းရင်ပါလဲ worship အရန်ကောင်းတယ်ခံစားချက်မကောင်းရင်တော့ပါလဲလက်တော်မှမမြောက်ချင်ဘူးခံစားချက်ကောင်းရင်တော့ပါလဲဖျားเจ้าတက်ဖို့ကြက်ဖလို့ပဲအမြဲတမ်းဖက်ကွက်အမြဲတမ်း ready ဖြစ်နေခံစားချက်မကောင်းရင်တော့အမလေးအိုးဘာလဲဘောင်းနွားဘန်းနော်နသိုးလို့ပဲလုံးဝမူးမလာဘူးဘယ်သူခေါ်မသွားချင်ဘူးမူးနဲ့သွားတဲ့သူတွေမင်းကလေးတွေကမူးရှိတယ်သူတို့မူးမလာတဲ့အချိန်သွားခေါ်မိချီလုံးဝပဲဟုတ်တယ်နော်ယောက်ျားတွေလည်းမူးရှိတယ်မူးနဲ့သွားတဲ့ယုံကြည်သူအရန်များတယ်ဒီနေ့တော့ငါ mood ကောင်းတဲ့လူငယ်စစ်စင်ပါဝင်မယ်ဒီနေ့ငါ mood ကောင်းတဲ့ worship တော့ငါပုတ်ဆုံမယ်လေဒီနေ့တော့ငါ mood ကောင်းတဲ့တနားရီတော့ဟောမယ် mood နဲ့မသွားပါနဲ့ညီကောင်မောင်မတွေခံစားခြင်းနဲ့အမြဲတမ်းသွားတဲ့သူရှိတယ်ဖယားရဲ့လိုတော်ကဘာလဲကျွန်တော်တီးဖို့လို့အဲကြောင့်ကျမ်းစာဘာပြောလဲငါအလိုနဲ့လူတွေရဲ့အလိုကလုံးဝကွာခြားတယ်ဖယားရဲ့အလိုကိုလိုက်ဖို့အတွက်ကိုယ့်အလိုကိုထားခဲ့ဖို့လိုတယ်အဲ့လိုပြောတဲ့အခါမှာကျွန်တော်အမြဲတမ်း perfect ဖြစ်နေရမယ်လို့ပြောတာမဟုတ်ဘူးတင်လုံနေရမယ့်ရာကိုလုပ်ပါသစ္စာရှိစွာလုပ်ပါဒါမဲ့လုပ်တဲ့အရာတိုင်းတော့ဖယားရဲ့အလိုတော်နဲ့ညီပါစေတချို့တွေဟိုးအရင်နဲ့လားဒီနဲ့လားကော်ဖီအဖွဲ့ရှိတယ်ဟုတ်တယ်နော်ကော်ဖီကျွန်တော်မြတ်တဲ့သူလည်းရှိတယ်ရှုံးတဲ့သူလည်းရှိတယ်တမန်ကျမ်းစာကဘာပြောလဲဖယားရဲ့အလိုတော်ကဘာလဲဆိုစိတ်ကြည့်ရှုပါကျမ်းစာကိုဖတ်ပါဟာလေလုယာပတ်စံရမယ့်အရာတိုင်းကကောင်းကြီးဖြစ်တာမဟုတ်ညီကောင်မောင်မတယ်ဖယားရဲ့အလိုတော်ကိုသိပြီးမှသင်ဘက်ကစုပ်ယုပ်သွားခဲ့ရင်လေအဲ့ဒါကဖယားရဲ့အလိုတော်ဆိုရင်ပို့ပြီးကောင်းကြီးဖြစ်သေးတယ်ဟာလေလုယာ I'm not blaming those who did that one but what is the will of God concern တင်းရဲ့နှလုံးသားတင်းရဲ့စိတ်ဝိညာဉ်ကိုအမြဲတမ်းကျမ်းစာနဲ့ဆန်းစစ်ပါဒီယာကဖျားရဲ့အလိုရညီလားဒီယာကသူ့ရဲ့ outcome သူ့ရဲ့ရလကဘာလဲငါအကျိုးပြည့်စုံဖို့လားသူတပါစုပ်ယုပ်ဖို့လားတင်းအမြဲတမ်းစဉ်းစားပါ hallelujah တခါလေကျွန်တော်ရဲ့တက်တာထဲမှာကိုယ့်ရဲ့အလိုဆန္ဒအဲကြောင့်တခြင်းထဲမှာပါပြောထားကိုယ့်ရဲ့အလိုဆန္ဒပါလဲမြေမြုပ်နေရတိုင်းမှာတင်းရဲ့အလိုဆန္ဒကိုအမြဲတမ်းမြေမြုပ်ပါဟာလေလုယာ
ဒါမှဖခင်ရဲ့ဘုန်းတော်သင်ရဲ့တက်တာမှာထင်ရှားမှာဖြစ်တယ်ဒါမှသူတစ်ပါးကသင်အလင်းကိုမြင်မှာဖြစ်တယ်ဒါမှသူတစ်ပါးကစာမြည်ကြည့်ပြီးမှအော်ဒါကဖခင်လူပဲဒါကတော့တက်သေးပဲဆိုမှသင်ကိုမြင်မှာဖြစ်တယ်ဟာလေလုယာအမိခံယုံကြည်သူတွေများတယ်အမိခံခရိယန်တွေများတယ်ခံစားချက်နဲ့တွားတဲ့သူတွေများတယ်တမန်တရားနဲ့တွားဖို့ရည်ရှိတယ်ဟာလေလုယာဟာလေလုယာတချို့ကအိုးမြန်မာနိုင်ငံမှာအရန် fire ဖြစ်တယ်ကျွန်တော်ရဲ့ကိုယ်မရွေးဘူးဆိုရယ်ဆာမွန်နားထောင်ကြည့်ပါတချို့ကမြန်မာနိုင်ငံမှာအရန် fire ဖြစ်တယ်ဒါပေမဲ့မလေးရှားရောက်တော့ဗာလဲနည်းနည်းယော့သွားတယ်ကြာသွားတယ်တချို့ကငါတတိယနိုင်ငံသွားရောက်ရင်တော့ဘာတွေလုပ်မယ်ဘလို့တွေလုပ်မယ်ကြီးကြီးကျယ်ကျယ်ပြောဒီမှာလည်းလုပ်ပါဟာလေလုယာအနာဂတ်မှာဘာတွေလုပ်မယ်ပြောနေတာလေကောင်းပါဒါပေမဲ့အခုဒီမှာ MBF ပါဝင်နေလေအသေးဆုံးကစားတစ်စောစီစောလုပ်ပါဟာလေလုယာဟာလေလုယာအိုးကလေးမျိုးမှာရန် fire ဖြစ်နေဆိုအဲ့ဒီ fire ကိုဒီအသေးတော်မှာတည်လာခဲ့ပါဟာလေလုယာမီးတွေကြောင့်အမြဲတမ်းကူးဖို့လောင်နေဖို့ရည်ရှိတယ်တချို့ကကွင်းရွေးတယ်ဗျမြန်မာနိုင်ငံမှာအရန်ခြေစွမ်းပြတယ်ဒါမဲ့မလေးရှားရောက်တော့နည်းနည်းပြင်းတယ်ဘောလုံးကွင်းအစင်မပြေငါဒီလူတွေနဲ့ငါတိတ်မကန်ချင်ဘူးဒီ position ငါတိတ်မကန်ချင်ဘူးဈေးမရတယ်ကွင်းရွေးတယ်ကွင်းမရွေးနဲ့ညီကောင်မောင်မတယ်မက်ဆီရိုနယ်ဒိုဘယ်သေးရောက်သူတို့အကောင်းဆုံးကန်တယ်စုရတယ်ဟုတ်တယ်နော်ကျွန်တော်ခဏခဏဥပမာပေးတယ်မက်ဆီမလာခင်အင်တာမီယာမီကအောက်ဆုံးအဆင့်ဖြစ်တယ်မက်ဆီရောက်လာတော့ဗာလဲဖလားရတယ်ကိုယ်မရွေးနဲ့ညီကောင်မောင်မလေးအသေးမရွေးနဲ့ဟာလေလုယာအိုးငါဒီသင်းတော်ပါဝင်မှာအိုးငါဒီဟိုသင်းတော်ပါဝင်မလောက်နဲ့သင်ပါဝင်နေတဲ့သင်းတော်မှာသစ္စာရှိတော့စက်ကပ်ပါနိုင်ချပါခေါင်းဆောင်နောက်ကိုကောင်းမှုဆိုလိုက်ပါအဲ့ဒီမီးကသင်ကနေတဆင့်ကူးဆက်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာယုံကြည်သူတွေကိုယ်မရွေးမိပါစေနဲ့သင်လောက်เสียရှိရလောက်ပါအဲ့ဒီလောက်တဲ့လောက်ကဖခင်ရဲ့အလိုတော်ညီတော်လောက်ဖြစ်ပါစေဟာလေလုယာကျုပ်နောက်ဆုံးသောကာလမှာအဲ့ဒီယုံကြည်သူတွေလိုအပ်တယ်ဟာလေလုယာဘယ်သူတွေလဲနေလဲအဲ့ဒါထက်စတင်မလဲဖို့ရည်ကြီးတယ် MBF တင်းသားလုံးအပြစ်တရားထဲမှာအကုန်လုံးထိုင်ပြီးဆိုရင်တင်းရဲမတည့်ရဲပါစေဟာလေလုယာတင်းရဲ့ဆရာတွေတောင်မှအိုးအကုန်လုံးလဲကျပြီးပင်ပန်းနေပြီဆိုရင်ယုံကြည်ခြင်းအဖြစ်တမန်တယောက်ကင်ပြုံးမတင်ရဲမတည့်ပါတမန်တရားတော့ကျွန်တော်ပြောနေတာဖြစ်တယ်ဟာလေလုယာဆရာတွေကိုမကြည့်ပါနဲ့ဖခင်သခင်ကိုကြည့်ပါဟာလေလုယာသင်အားဖြင့်အသင်းတော်တည်ဆောက်ပါစေရောက်ချင်းစိတ်ဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်နောက်ဆုံးနဲ့ဒုတိယချက်အနေနဲ့ကျွန်တော်ဘာပြောချင်လဲဆိုတော့အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းပါဟာလေလုယာဒါကဒါဝိအသက်တာဖြစ်တယ်ကျွန်တော်ခုနပြောတယ်ဖခင်ရဲ့အလိုတော်ကိုလိုက်ဖို့အတွက်ကိုဆုံးဖြစ်တာအယံများတယ်အယံကောင်းတယ် very good အယံကောင်းဒါပေမဲ့ကိုအလိုကိုလည်းကျွန်တော်တည်တယ်ကျွန်တော်မြန်မာနိုင်ငံကနေဥမာပြန်ပေးမယ်မြန်မာနိုင်ငံကနေကျွန်တော်မလေးရှားလာဖို့ဆုံးဖြတ်တယ်လာပြီဆိုရင်ဗာလဲမြန်မာနိုင်ငံကိုကျွန်တော်ခြံထားခဲ့ရတယ်ဟုတ်တယ်နော်ဟုတ်တယ်နော်ကျွန်တော်ဘယ်လိုလဲချင်းလို့ဆိုကားလို့မရဘူးမလေးရှားလည်းသွားချင်တယ်မြန်မာနိုင်ငံလည်းမစွန့်ချင်ဘူးထိုင်းမှာကားလို့မရဘူးဟုတ်တယ်နော်ခွာလို့မရဘူးသင်မလေးရှားလာပြီဆိုရင်အကုန်လုံးဟိုဘက်ကိုစွန့်ရတယ်ဒါပေမဲ့တချို့ခန္ဓာကိုယ်တော့ဒီရောက်နေဒါပေမဲ့စိတ်ကတော့အိမ်ကိုရောက်နေကျွန်တော်ပြောချင်တာဖခင်ရဲ့အလိုတော်လိုက်ပြီဆိုရင်တရားမှတရားဖခင်ရဲ့အလိုတော်ကိုလိုက်ဟာလေလုယာဟိုရောင်ဒီရောင်မလုံနဲ့ကျမ်းစာဘာပြောတယ်ဆိုပါလဲအေးယုံနှွေးယုံတမယ်ဆိုပါလဲငါထွေးလို့မယ်ပြောတယ်အေးရင်အေးပူရင်ပူတခုခုတော့သိချမယ်အာမင်ဒီကိုလည်းရောက်တယ်မလေးရှားလောက်ပြန်ပြီကျွန်တော်မလေးရှားရောက်ပြီ fire တယ်ဒါပေမဲ့ခဏလေးကျွန်တော်ပြန်အေးတော့ပြန်ခဏကျွန်တော်ပြန်ပူပြန်ပြီတခုခုတော့သိချရမယ်ဟာလေလုယာဟာလေလုယာဘယ်ချိန်ရောက်ဂျေဇုတော်ကိုချီးမွမ်းရမယ်တင်ရတာရတဲ့ချိန်မှာလိုတာရတဲ့ချိန်မှာဗာလဲဂျေဇုချီးမွမ်းမယ်တင်လိုတာမရတဲ့ချိန်မှာလည်းဗာလဲဂျေဇုချီးမွမ်းမယ်
ဟာလေလုယာကျွန်တော်လာစာထုတ်တဲ့ပတ်စုံတော့ဖျားเจ้าတက်ရဆင်းပြေတယ်အစင်ပြေဒါပေမဲ့လာကုန်ခါနီးဆိုတော့တိတ်စီမပြေဘူးရားရဲခုနပူတဲနဲ့တွေ့ဆိုအဲ့ဒါပြက်သလားဟာပူတဲနဲ့တွေ့ပြီးဖျားเจ้าတက်တာလည်းတော်တော်ခက်တယ်ဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီချိန်မှာတော့မှဂျေဇုကိုချီးမွမ်းပါဒါကဒါဝိမင်းကြီးလှုပ်ခဲတဲ့ຢာဖြစ်တယ်ဘာလို့ဆိုတော့ဖျားကိုချီးမွမ်းတဲ့ຢာဂျေဇုရော Thanksgiving ကအချိန်တွေနဲ့မဆိုင်ဘူးဖြစ်တယ်အဆိုးဆုံးနေ့မှာလဲဒါဝိဒ်ကဂျေဇုချီးမွမ်းပါတယ်အဘိမလက်မင်းကအဲ့ဒီမင်းကနေပြေးတဲ့ခါမှာလဲပါလဲဂျေဇုချီးမွမ်းတဲ့သူကိုရောဒါလည်းကျွန်တော်ရဲ့ခိုလုံရဖြစ်တယ်ကိုရောဒါကျွန်တော်ရဲ့ရဲတိုက်ဖြစ်တယ်ကိုရောကိုကိုးစားပါတယ်ဖယားကိုအမြဲတမ်းချီးမွမ်းတယ်တင်အကောင်းဆုံးနေ့မှာလဲဂျေဇုချီးမွမ်းပါအခက်ခဲပြဿနာတွေဝိုင်းရံနေလေဂျေဇုချီးမွမ်းပါဖိလိပ္ပိထဲမှာပြောလို့ဆိုဘယ်အမှုကိုများစိုးရင်ကြောက်ကြခြင်းမရှိပဲအရာရာကိုဂျေဇုချီးမွမ်းဖြစ်ပါလေဆူတောင်းပါထနာပြုသောအဖြစ်ဂျေဇုချီးမွမ်းပါပြောတယ်ဘယ်အမှုကိုမှစိုးရင်ခြင်းမရှိပဲနဲ့ဖယားကိုချီးမွမ်းဖို့သူပြောတယ်တင်ရနေတဲ့အရာကသူတပါလိုနေတဲ့အရာဖြစ်ကောင်းဖြစ်နိုင်လောကမှာတခါလေကိုကငါလောက်ကတော့3နှစ်လောက်ရှိပြီလာစားလဲမတိုးဟာဒီလိုတော့ငါအရန်ဘယ်လိုမှညင်းငွေနေပြီတခါလေကျွန်တော်ညင်းညူမိကြဒါမဲ့တချို့တွေခင်များလုံနေတဲ့ပြင်းတယ်ညင်းငွေတယ်ဆိုပြီးမှအပြစ်တင်နေတဲ့အလုပ်ကိုရဖို့တချို့တွေတစ်နှစ်လောက်စောင့်နေတဲ့သူတွေရှိတယ်တချို့တော့ငါမလေးရှားမှာတယောက်တည်းလုံးလီဖြစ်နေတယ်စီမျိုးလည်းမရှိဘူးငါနဲ့ဘယ်သူမှမရှိဘူးငါနာမဘယ်သူမှမရှိဘူးအရန်ထီးကြံတာပဲမြန်မာနိုင်ငံပြန်ချင်းတယ်တင်ပြောကောင်းပြောလိုက်မယ်ဒါပေမဲ့တင်းအခြေအနေကိုတချို့တွေမြန်မာနိုင်ငံလူငယ်တွေငါဘယ်ချိန်မှဖမ်းခံရမလဲငါကြောင်းလဲတက်လို့မရလာစားလဲကောင်းကောင်းမရဟိုတော့ရင်လဲဖမ်းခံရမယ်ဒီတော့လဲဖမ်းခံရမယ်ဂျားတွေကစစ်တပ်ကဖမ်းခိုင်ငါသွားပြီဆိုရင်မှနိုင်ငံခြားသွားဖို့လဲငွေကြီးမရှိတဲ့လူငယ်တွေလည်းအများကြီးရှိတယ်တင်ရနေတဲ့အရာကိုဂျေဇုချီးမွမ်းပါဟာလေလုယာဟာလေလုယာတချို့တွေမိသားစုဒီမှာရှိကောင်းရှိနိုင်တယ်တချို့ကတော့ငါအဝေးဆုံးနေရာမှာတင်ရနေတဲ့ကောင်းကြီးမင်္ဂလာမရသေးတဲ့သူတင်ရဲ့ position ကိုတန်တဆူတောင်းနေတဲ့သူအများကြီးရှိတယ်အဲ့ဒီအတွက်ဂုဏ်ယူလိုက်စမ်းပါဘုရားသခင်ကိုဟာလေလုယာတချို့ကခုနပြောသလိုငါလာစားတော့1800တိုးကိုမတိုးနိုင်ဘူးတချို့အဲ့ဒီ1800ရဖို့ဆူတောင်းနေတဲ့ဖွဲ့ရှိတယ်နော်ညီကောင်မတွေဂျေဇုချီးမွမ်းကြရဟာလေလုယာတချို့ကUN ကရပြီးမှငါတို့ရဲ့အခြေအနေကလည်းတတိယနိုင်ငံကလည်းမသွားနိုင်သေးဘူးကြာလိုက်တာဆိုရင်ညင်းညူနေတဲ့သူတွေရှိဒါပေမဲ့အဲ့ဒီ UN ရဖို့အတွက်တချို့တွေတရက်ကိုအခေါက်300လောက်ဖုန်းခေါ် of day ရင်လည်းရုံးမှာတန်းစီအပတ်တိုင်းကြိုးစားနေတဲ့သူတွေအများကြီးညီကိုမောင်းရတယ်ဆူတောင်းခံချက်တိုင်းမှာ UN ရဖို့အဲ့ဒါမှကျွန်တော်ကောင်းကောင်းမွန်မွန်လုပ်လို့ရမှာအဲ့ဒါမှငါမိသားစုကိုထောက်ပံ့လို့ရမှာအဲ့ဒါမှငါသားသမီးတွေကျူရှင်ထားဖို့ကြောင်းထားဖို့ရမှာဆိုတဲ့ဖွဲ့အများကြီးရှိတယ်ဂျေဇုကိုချီးမွမ်းကြရဟာလေလုယာကိုရနေတဲ့ကောင်းကြီးမင်္ဂလာကိုပြန်လဲရေတွက်ကြည့်ရဟာလေလုယာအနုလက္ခဏာတွေပဲမြင်နေတဲ့ဘဝကနေဘယ်ရာကဖျားသခင်ငါ့ကိုဘလောက်ထိကောင်းမှုပြုလဲဆိုတဲ့အရာကိုမြင်အောင်ကြရဖယားတကူမြင်အောင်ကြရတင်ရဲ့ဝိညာဉ်လန်းဆန်းပြီဆိုရင်စဉ်းစားလိုက်တိုင်းမှာဂျေဇုကိုချီးမွမ်းစရာပဲဖြစ်လိမ့်မယ်ဟာလေလုယာအနိုင်ဆုံးနေရာမှာလဲဂျေဇုကိုချီးမွမ်းပါတချို့ကငါရန်ဝရတယ်စီမပြေဘူးဘောင်းကြီးရန်ကြက်လာတယ်တချို့ကဝါချင်နေတဲ့ဖွဲ့ရှိတယ်ငါရမ်းပိန်တယ်ဘောင်းမီဝတ်လိုက်လဲခါမှမကြံဘူးဝတ်လိုက်လဲဘာလဲဝါတစ်ချောင်းပေါ်မှာအဝတ်လမ်းချိတ်သလိုပဲဝါချင်နေတဲ့သူတွေရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ဂျေဇုချီးမွမ်းပါတချို့တော့ငါရမ်းရက်ရှိတယ်ကွာဂလန်ဂလာနဲ့ကလအုပ်လိုဘာလိုတ
ချို့အဲ့ဒီရက်ကိုတန်းတန်းဆူတောင်းနေတဲ့ဖွဲ့ရှိညီကောင်မတွေဘာပဲရရကျေးဇူးချီးမွမ်းပါတချို့တော့ဟာငါမျက်မှန်တက်လိုက်ဘယ်လောက်ထိလမ်းမလဲငါပါဝါလိုချင်လိုက်တာတချို့ကျတော့ငါမျက်မှန်ပါဝါရမ်းထူတယ်စာဖတ်တာလည်းမဟုတ်ဘူးမျက်မှန်ကရမ်းထူတယ်ဆိုမှညီးညူနေတဲ့ဖွဲ့ရှိတယ်တင်ဘဲချင်းနေပဲရောက်ကျေးဇူးကိုချီးမွမ်းပါဟာလေလုယာအခြေအနေတွေထဲမှာကျေးဇူးတင်စရာမြင်တွေ့လိုက်သင်ရဲ့ဝိညာဉ်ပို့ပြီးလန်းဆန်းလေဖခင်ရဲ့စိတ်တော်ပို့တွေ့လေပဲဖြစ်တယ်ဟာလေလုယာရန်သူတွေဝိုင်းရနေလဲကျေးဇူးချီးမွမ်းပါညီကောင်မောင်မတွေဒါဝိမင်းကြီးကရန်သူလက်ထဲကနေပြေးရင်လဲကျေးဇူးချီးမွမ်းတယ်တိုးထိန်နေလဲကျေးဇူးချီးမွမ်းတယ်ဟာလေလုယာရှင်ဘုရင်နေရာရောက်လဲအိုတနေ့မှာခုနခါချီးမွမ်းတယ်ကျွန်တော်အရန်ခွန်အားရတဲ့စာရန်ဆရာလူတွေငါလူမျိုးတွေလာဆမ်းမှာငါနဲ့အတူတူဖခင်ကိုချီးမွမ်းမယ်ပြောတယ် Come with me let's praise our God together worship leader တွေကျွန်တော်လာခဲ့ကြအတူတူကချီးမွမ်းကြအောင် let's celebrate ဒါပေမဲ့ကျွန်တော်ကြောက်ပါလဲအော်လက်ကိုနောက်မလေးမှာပြစ်ထားပြီးမှအေးဆေးလေးပဲအသင်းတော်ဆိုတာဝမ်းမြောက်ခြင်းနဲ့ပြည့်တဲ့နေရာဖြစ်ရမယ်အသင်းတော်ဆိုတာပွဲခံရမယ့်နေရာဖြစ်တယ်ဟာလေလုယာဒီနေရာကအတုပလောက်ရမယ့်နေရာမဟုတ်ဘူးဟာလေလုယာအမြဲတမ်း celebration ရှိမယ့်နေရာဖြစ်တယ်ဟာလေလုယာအမြဲတမ်းပွဲခံရမယ့်နေရာဖြစ်တယ်ဟာလေလုယာအမြဲတမ်းကခုံပျော်မြူးနေရမယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာအမြဲတမ်းဖခင်ကိုချီးမြှောက်ရမယ့်နေရာဖြစ်တယ်ဟာလေလုယာတခါလာတိုင်းအိုးဘလငူငိုင်းနဲ့ပေါ့နော်အေးစေးဒီအိမ်မှာမျက်လုံးလေးဒီအိမ်ကြည့်မြလူတွေကိုကြည့်ရင်တကယ်အိတ်ချင်းနဲ့မျက်လုံးလေးနဲ့ပေါ့နော်ဂျေဇုချီးမွမ်းရအောင်ညီကောင်မောင်မတွေအကျွေးများရင်လည်းဂျေဇုချီးမွမ်းပါကျွန်တော်ဒီမှာပြုံးလေးနဲ့တရားဟောနေအကျွေးများရှိတာဖြစ်တယ်ဟာလေလုယာအကျွေးများလေးချီးမွမ်းလေးဖယားသခင်တချို့အလွန်ခဲ့တဲ့တပတ်မှာဆက်ပေးပြီးသွားပြီနောက်လဲဆက်ပေးအောင်မယ်ဟာလေလုယာအိုးချီးမွမ်းလို့အစင်ပြင်းနေတာလည်းမဟုတ်ပြန်ဘူးအိုးလိုအပ်ချက်ပေါင်း16000ရှိတယ်ဟုတ်တယ်နော်ဆရာထောင်ပြီးဟာလေလုယာဒါမဲ့ဆက်ပြီးမှကျေးဇူးချီးမွမ်းမယ်ဆက်ပြီးမှဝမ်းမြောက်ခြင်းနဲ့ဘုရားကိုချီးမွမ်းမယ်ဟာလေလုယာဖခင်ရဲ့စိတ်တော်တွေးဖို့ရည်ကြီးနေကုန်မောင်ပါတယ်ပညာရည်ချင်းမလိုဘူးစိတ်တော်တွေးဖို့ရုပ်ချောစရာလည်းမလိုဘူးဟာလေလုယာ UN ကတ်လည်းမလိုဘူးအဓိကပါလဲကွင်းမရွေးပဲနဲ့ချီမွန်တတ်မယ်လှုပ်เสียရှိရလှုပ်နေဖို့ပဲရည်ကြီးတယ်ဖခင်ကတင့်ကိုရွေးချယ်ပြီးသားဖြစ်တယ်ဂျေဇုပြုမြတ် worship team တွေနေရာယူပေးကြပါသူတို့ဦးဆောင်တဲ့တခြင်းကိုတည်ဆိုကြရအောင်ကျွန်တော်ခုနလည်းပြောပြီးတော့ပဲနောက်ဆုံးအနေနဲ့ဖခင်သခင်ကဒါဝိဒ်ကိုငါစိတ်နဲ့တွေ့တော့သူလို့ပြောဖို့အတွက်ဒါဝိဒ်ပထမချက်သူအယံပြည့်စုံလို့မဟုတ်ဘူးအယံပြည့်စုံလို့မဟုတ်တေချာနာတော်ကြအောင်တေချာနာတော်ကြအောင်ဒါဝိဒ်မင်းကြီးကဘတ်ရှေဘနဲ့ပြစ်မှားခဲ့တယ်ပြီးမှလည်းဘတ်ရှေဘယောက်ျားဥရိယကိုလည်းတတ်ခဲ့ဘယ်လောက်ထိအပြစ်ကြီးလဲဒါမဲ့ဖယားကသူကငါရဲ့စိတ်နဲ့တွေ့တော့သူတို့ပြောခဲ့တယ်သူအပြစ်မလုပ်ခင်ကတည်းကဘုရားကသူ့ကိုရွေးနှုတ်တယ်တခါလေကျွန်တော်ကဆေဘောဘပေးနိုင်မှအသင်းတော်ပါဝင်နိုင်မှဘုရားကကျွန်တော်ကိုချစ်မယ်လို့ထင်တတ်ကြအဲ့ဒီຢာတွေမလုပ်ခင်ကတည်းကဘုရားကသူ့ကိုချစ်အရင်ချစ်တာဖြစ်တယ်ဟာလေလုယာရှင်ဘုရင်အနေနဲ့ဒါဝိဒ်ကိုမပိတ်သိခင်ကတည်းကဘုရားကငါစိတ်နဲ့တွေ့တော့သူလို့ပြောခဲ့တာဖြစ်တယ်ဟာလေလုယာတချို့ကကျွန်တော်ခုနပြောတယ်တတိယနိုင်ငံရောက်မှတချို့ငါယူဝင်ကြိုက်ရမှအဲ့ဒါလုံးမကိုဘဝပြည့်စုံမယ်ဖယားရဲ့ချစ်ချင်းမြတ်တော်ငါရရှိမယ်လို့ထင်တတ်ကြဒါမဲ့ဖယားကတင်ဘာမှမရှိခင်ကတည်းကတင်ကိုချစ်ခဲ့တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်တင်မပြည့်စုံလဲဖယားကကျွန်တော်ကိုချစ်တယ်တင်ကိုချစ်တယ်ရွေးလို့ပြီးသားဖြစ်တယ်ဟာလေလုယာဒီကနေ့ကျွန်တော်အားလုံးမတက်ကြရအောင်ဖခင်ရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်ဖို့ကျွန်တော်အင်မတန်ခွန်အားပေးခြင်းတယ်မလေးရှားရောက်နေတဲ့ဘေးပတ်ဝန်းကျင်မှာပြဿနာအများများပါတယ်
ကြောက်စရာအများကြီးရှိပါအဟံတားတွေစိန်ခေါ်မှုတွေအများကြီးရှိဒါပေမဲ့အဲ့ဒီဂျားထဲမှာတင်ဖခင်ရဲ့စိတ်တော်တွေ့တော့ယုံကြည်သူတွေဖြစ်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဟာလေလုယာဖခင်ရဲ့အကြိုက်ကြိုက်ဖို့ရည်ရှိတယ်ဖခင်သခင်မကြိုက်တဲ့အရာမကြိုက်ဖို့လည်းရည်ရှိတယ်ကျွန်တော်အားလုံး focus ပဲနဲ့ attention မပေးဘဲနဲ့အားလုံးမျက်စိမိထားလက်ဖခင်သခင်ကိုဦးထိပ်ထားရအောင်ကျုပ်ဒီသချင်းဒီဆိုရင်နဲ့အသက်တာများကိုဆက်ကပ်ဖို့ကျွန်တော်ဒီကနေခေါ်ဖိတ်ချင် Snow in the long sea, so piace low yet the key of the boy and see, Lord, I feel lonely. attention တွေအားလုံးဘေးပတ်ဝန်းကျင်ကိုမျက်စိလည်းဖွင့်မထားပါနဲ့ဒီကောင်မောင်ပါတယ်အခုချိန်ကအင်မတန်အရေးကြီးသောအချိန်ဖြစ်တယ်ဖယားသခင်နဲ့တင့်ကြားဆက်သွယ်ရေးဖြစ်တယ်တင်ပြည့်စုံနေလို့ဖယားကတင့်ကိုချစ်တာမဟုတ်ဘူးတင်ဘာမှမရှိခင်ကတည်းကတင့်ကိုအရင်ချစ်ခဲ့တာဖြစ်တယ်အာမင်တင်ဘာမှလုံးမဆောင်ခင်ကတည်းကတင့်ကိုချစ်ခဲ့တာဖြစ်တယ်တချို့ကဘဝမှာဂိုးလက်ကြီး
ဖြစ်attention ဖျားသခင်ပဲပေးရအောင်ဖျားသခင်ရဲ့စိတ်တော်တွေးဖို့တင့်မှာလှုပ်ရှားရှိရလှုပ်ဖို့လိုတယ်ဒုတိယချက်ယေရှုအမြဲချီးမွမ်းရမယ်အသက်တာများကိုဖျားသခင်စီမှာအနံ့ကြရအောင်ကျွန်တော်အလိုထက်ကိုရောအလိုအရာရာတိုင်းမှာယေရှုချီးမွမ်းတယ်ဆိုမှကျွန်တော်အတန်များလို့ပြီးမှဖျားနဲ့တင်ကြားပြောပါဟာလေလုယာဟာလေလုယာဟာလေလုယာစက္ကကြရအောင်ဟာလေလုယာရှင်ဒီယာကာလာဘာကာလာဘာကာဒီကိကိဒီဟာလေလုယာဟာလေလုယာ Your will be done in my life Lord Your will not mine Lord Hallelujah I give you all the glory I give you all the praises I'm not looking into my circumstances I'm looking into the circumstances the problems that I'm facing right now I just praising you I just glorifying you Lord Hallelujah thank you I give thanks to you Lord thank you Lord for the ups and downs all the highs and lows Hallelujah I give you praise I give you glory Lord Hallelujah Hallelujah Shindiara Galabala Galabala Gadi Gidi say Hallelujah Jesus Shimajaya Jesus Shimajaya Hallelujah 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 He's alone He's worthy He's worthy He's worthy above it all Hallelujah Hallelujah Yeah Yara Baba Baba say Hallelujah Hallelujah Jesus Shimajaya 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 Hallelujah Hallelujah Hey Shimala Galabala Galabala Gadi say Hallelujah Hallelujah Tiya Rumu Rosoba Tiya Rumu Rosoba Hallelujah Galabala Baba say They say Manivane They say Manivane Yenta Manivane Hallelujah Hey Shimala Galabala Baba say Sorry, when you tell me, imatan, they say that Jagabi she did to she. The story is you know I am talk long. Dame a chini mu shop, Sawani shop, Bawa Keke shop to the story, they say nature. Jody Nicoabation, they say the winning go coabiba. Oh, my winning tower piago coabiba. ငါအထဲမှာရှိသမျှတို့ထာဝရဘုရားကိုချီးမွမ်းတော့ထာဝရဘုရားကကျွန်တော်ရဲ့ကိုယ်တော်ရာရင်ဖြစ်တယ်ရဲတိုက်ဖြစ်တယ်ကျွန်တော်ရဲ့စွမ်းစဖြစ်တယ်ကျွန်တော်ရဲ့ကြောက်ဆောင်ဖြစ်တယ်ကျွန်တော်ရဲ့ကိုယ်ကာယဖြစ်တယ်ကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်သူကကျွန်တော်ရဲ့တော်ထိန်ဖြစ်တယ်ကျွန်တော်ကိုဆောက်ရှောက်ပေးနေတော်သူဖြစ်တယ်ကျွန်တော်ကိုထိန်းချောင်းပေးနေတာဖြစ်တယ်ကျွန်တော်ကိုလမ်းပြနေတဲ့သူဖြစ်တယ်သူကကျွန်တော်ရဲ့ breakthrough ဖြစ်တယ် Hallelujah.
အခက်ခဲဘသူမှမလွဲမရှောင်သာကြုံရတဲ့သူတွေဖြစ်တယ်ဆရာတွေလည်းကြုံရတယ်အမှုတော်ဆောင်တွေလည်းကြုံရတယ်စုတောင်းအရန်အားရှိတဲ့သူတွေကြုံရတယ်သင်ဘာမှမလုပ်ချင်တော့ချင်စုတော်မှမတောင်းချင်တော့တဲ့ချိန်မှာဝိညာဉ်ထဲမှာချီးမွမ်းရှိတဲ့တိုက်ပွဲဝင်ပါဟာလေလုယာဘေးရှင်နာချက်ဖြစ်နေယေရှုကိုချီးမွမ်းခြင်းနဲ့တိုက်ပွဲဝင်ပါ The battle belongs to God The battle belongs to Him Hallelujah စစ်တိုက်ပွဲမှာဘုရားသခင်ဖြစ်တယ်ကျွန်တော်ရန်ခံစားနေရတယ်ဒီထဲမှာဖယားကိုအယမ်းဆာငါကြဒါမဲ့ဘာသာရေးတွေအသေးတော်ကိစ္စတွေမိသားစုရေးတွေရှင်ရဲ့နာကြက်တွေအယမ်းပူပန်နေပြီးမှကိုယ့်ရဲ့ဝိညာဉ်အယမ်းညှိုးငယ်နေတဲ့အများရှိဒီကနေ့ရှီမွန်ရှင်နဲ့ဝိညာဉ်ဘာသာစကားပြောခြင်းနဲ့တိုက်ပွဲဝင်ပါဒီရဲ့ဝိညာဉ်ကိုညံ့ညင်မထားပါနဲ့ဝိညာဉ်ကိုညီညီမထားပါနဲ့ညီကောင်မောင်မအမြဲတမ်းလမ်းဆန်းတက်ကြွနေပါစေဟာလေလုယာဟာလေလုယာဝိညာဉ်တော်သင်ကိုအယံဥဆောင်ခြင်းဒီအသင်းတော်ဘုရားသခင်ကြီးမားစွာသုံးပြုခြင်းလူငယ်တွေအပြင်ဘုရားသခင်ကြီးမားစွာလူငယ်တွေထပ်ပြီးခေါ်ဆောင်လာခြင်းဝိညာဉ်တော်ဘာဖျားကိုအမြဲတမ်းနေရပေးပါအမြဲတမ်းတောက်လောင်နေပါစိတ်တွေမနေပါနဲ့ညှိုးငယ်မနေပါနဲ့အမြဲတမ်းမာကြောမနေပါနဲ့ဒီမာကြောရဲ့ကြောက်စိတ်ရိုင်းတွေချိန်မလိုက်ပါမမနာတွေဖေချလိုက်ဘာသာရေးနဲ့ဘုန်းတွေဖေချလိုက်ပါအာမင်ဝိညာဉ်တော်ဘာဖျားကိုအမြဲတမ်းနေရပေးပါဟာလေလုယာကျွန်တော်မမွေးခင်ကလေးကကျွန်တော်ကိုရွေးကောက်ထားပြီးလို့ယေရှုတင်တယ်ကျွန်တော်မဆုံးမလင်နဲ့ရှီမန်ကိုကိုကြတယ်မဆုံးမလင်နဲ့တရားတွေဟောကြတယ်မဆုံးမလင်နဲ့ကျွန်တော် fellowship တွေလုပ်ပြီးမှအသင်းတော်မှာစုဝေးကြတယ်ကျွန်တော်ပြုလို့တဲ့ຢာတိုင်းကိုရောရဲ့စိတ်ကျေနပ်ဖို့ဖြစ်စေတော်မူပါအာမင်ကျွန်တော်ဒီဆိုစကတဲ့ຢာတွေကျုပ်ပြောကြတော်ရရတယ်အကားဖြစ်တော်၎င်းပေးကမ်းခြင်းဖြစ်တော်၎င်းလှုပ်လျာတိုင်းကိုရောစိတ်ချနှံ့ဖို့ဖြစ်စေတော်မူပါအာမင်ကိုရောရဲ့စိတ်တော်တွေ့တော်သားသမီးတွေဖြစ်ပုံသွင်းပေးတော်မူပါအာမင်ကျွန်ရဲ့သက်တာထဲမှာကိုရောကလွဲပြီးမှဘယ်ဟာမှရေးမကြည့်ပါဘူးကိုရောသာလည်းကျွန်တော်အတွက်အရေးကြီးဆုံးသောပုဂ္ဂိုလ်ကကိုရောပဲဖြစ်ပါတယ်ကျွန်ရဲ့မိသားစုကိုဦးဆောင်ပါအသင်းတော်ကိုဦးဆောင်ပါကျွန်ရဲ့လုပ်ငန်းကိုဦးဆောင်တော်မူပါကျွန်ရဲ့ personal life ကိုရောပဲဦးဆောင် guide လုပ်ပေးတော်မူပါတရားမှာတရားကိုရောကိုစက္ကတ်တယ်တရားမှာတရားကိုရောကိုအားကိုးတယ်ကျွန်တော်ခဏလဲကြာတတ်ကြပါတယ်ခဏလဲကျွန်တော် backslide ဖြစ်ကြတယ်ဂျေဇုတော်သာကျွန်တော်ကိုထူမပေးတော်မူပါပို့ပြီးတော့ stronger people ကျွန်တော်ကိုကိုကြီးမဆာပါဝိညာဉ်တော်ဖာဖျားပဲ့ပြင်တော်မူပါဝိညာဉ်တော်ဖာဖျားကျွန်တော်ကိုဆုံးမတော်မူပါဝိညာဉ်တော်ဖာဖျားကျွန်တော်ကိုသွန်သင်တော်မူပါတရားမှာတရားကိုရောကိုလိုက်နိုင်ဖို့ဝိညာဉ်တော်ဖျားမဆာတော်မူပါဒီအသင်းတော်ကိုဆက်လက်ပြီးကောင်းချီးပေးတော်မူပါ
ကလေးတငယ်တွေလူငယ်တွေ MMWM Ministry မဆအရောက်ချင်းစင်ယေရှုနာမနဲ့ကောင်းချီးပေးတယ်ဒီအသင်းတော်ကိုဆက်လက်ပြီးမှကောင်းချီးပေးတော်ပါဒီအသင်းတော်အဖြစ်ပြောင်းဆုံးသောဝိညာဉ်ပေါင်းမြောက်များစွာဆက်လက်ပြီးမှခေါ်ဆောင်နိုင်ဖို့ဝိညာဉ်တော်ပဲဗျာကြီးမားစွာသုံးပြုတော်မူပါအသင်းတော်တင်သားရောက်ချင်းစီတိုင်းအခြေအနေချိန်ကမွေးကျေးဇူးကိုချီးမွမ်းတတ်တော်သူတွေလှုပ်ရှားရှိတာအမြဲလှုပ်ပြီးမှကိုယ့်ရဲ့လိုတော်ကိုသာရှေးရှုပြီးမှလှုပ်တဲ့သူတွေဖြစ်ပုံသွင်းပေးသနာတော်မူပါကျေးဇူးတော်ပေါင်းချီးမွမ်းတဲ့သခင်ယေရှုနာမကိုမြည်ပြီးဆုတောင်းစကားကြပါဖပါဖျားသခင်အာမင်အာမင်ရောက်ချင်းဆိုင်ဖျားရှင်ကောင်းချီးပေးပါစေ